မင်္ဂလာပါမိမိဘာသာ UN လျှောက်ချင်တဲ့လူတွေဒီဗီဒီယိုလေးကြည့်ပြန်လာလိုက်လျှောက်ကြည့်ပါနော်ပထမဆုံး UNHCR registration ဆိုရလို့ရှာလိုက်ပါပြီးရင် contact ကိုယူလိုက်နော်ပြီးကိုကတစ်ခါမှမလျှောက်သေးဆိုတော့ I know register ကိုယူပါဒီမှာလဲ I know register ပါပဲ Invest ကိုနေလိုက်ပါဒါတော့ UN လျှောက်ခြင်း 20% ပြီးဆုံးတော့ပါပြီနောက်ထပ်ဒါ40ခိုင်နှုန်းပြီးသွားပြီနော်ဒီပြင်ဒီမှာကိုယ့်ရဲ့နာမည်အပြည့်စုံလေးရေးပေးပါဒီမှာကိုယ့်ရဲ့ဖုန်းနံပါတ်ကိုထည့်ပါအများရန်သုံးနေကြဖုန်းနံပါတ်ကိုထည့်ပေးနော်ပြီးရင်ဖုန်းကမပိတ်သွားအောင်လည်းတတိထားမှသုံးပါဒီထဲမှာထည့်ထားတဲ့ဖုန်းနံပါတ်ကိုကိုမနောက်ထပ်ဖုန်းနံပါတ်နောက်တစ်လုံးရှိသေးဆိုရင်နောက်တစ်လုံးထပ်ထည့်ပြီးပါနော်အဲ့လိုလဲဆိုရင်တစ်လုံးခေါ်လို့မရရင်တစ်လုံးခေါ်လို့ရအောင်ပါဒါကြရင်ဖုန်းကပ်ပြောက်တာလို့ဖုန်းကပ်ပိတ်သွားတာလို့ရှိတတ်တယ်နော်ပြီးရင်ဒီမှာကိုသုံးနေကြ email လေးကိုထည့်ပြီးပါဒီဘက်ကတိုင်းဒီဘက်ကိုလည်းရေးပေးလိုက်ပါနောက်ပြီးဒါကိုပဲနိုင်ငံကလည်းပေါ့ကိုမြန်မာဆိုရင်မြန်မာဆိုတာလေးကိုရှာပြီးထည့်ပေးပါဒါတော့ဘာလိုမျိုးလဲပေါ့မြန်မာထဲကဘာလိုမျိုးလဲကိုယ့်ရဲ့လူမျိုးလေးကိုရှာနေထည့်ပေးလိုက်ပါနော်ဒါတော့ကိုယ့်ရဲ့ဘာသာပေါ့နော်ဒါကိုကယောက်ျားလားမိန်းမလားပြီးရင်ကိုယ့်ရဲ့မွေးနေ့လေးကိုရေးပေးပါနော်အဲ့ဆိုရင်အောက်မှာပြလာပါလိမ့်မယ်မွေးနေ့အဲ့ဒါလေးတစ်ချက်စပေးပါနောက်တစ်ခုကကိုမလေးရှားကိုစားရောက်တဲ့နေ့ရေးပေးပါဒီမှာရေးထားတဲ့အချက်လက်တွေကိုကပြန်မမေးလိုက်နဲ့နော်မှတ်ထားလိုက်နော်ပြီးရင်ဒီမှာအောက်မှာသူကတိတ်ပေါ်လာပါမယ်အဲ့ဒါတစ်ချက်ပြန်စစ်ကြည့်ပါပြီးရင်ရှောက်တဲ့လူရဲ့တပုံတပုံလိုပါမယ်Let's go လေးလိုက်ပါပြီးဒါတော့ UN ချင်း60ရာခိုင်နှုန်းပြီးဆုံးပါပြီနော်ပြီးရင်ဒီမှာကိုမိသားစုဘယ်နှယောက်ရှိလဲပေါ့မလေးရှားမှာရှိရဆိုရင်ဘယ်နှယောက်ရှိရဆိုရေးပြပါမရှိရင်0ပဲရေးပြပါဒီလိုဒီမှာကိုမိသားစုရှိရဆိုရင်ကိုမိသားစုတယောက်ချင်းစီရဲ့အချက်လက်တွေပြန်ဖြည့်ပေးရပါမယ်နော်ဥပမာကိုနဲ့ပါတော်လဲပေါ့နာမည်တို့မွေးတက္ကရာတို့ပြန်ထည့်ပေးရပါမယ်မိသားစုရှိရင်တော့နည်းနည်းပိုရေးရမှာပေါ့ဒီမှာ0ဆိုတော့ပြီးတော့ပြီဆိုရင်သူကပြန်စစ်ခိုင်းပါတယ်ကိုအချက်လက်တွေမှာမှန်ပြီဆိုရင်အမှန်ချစ်လေးနဲ့ဒီမှာ next ကိုနေလိုက်ပါပြီးရင်ဒီမှာခဏတော့အရှိမရေးခဲ့တဲ့ email ကိုအတည်ပြုမှပြန်လုပ်ခိုင်းတာပါဒါခဏတော့အရှိမရေးခဲ့တဲ့ email ကိုပဲပြန်ရေးပေးပါနော်တစ်ဖက်စလုံးမှာပြီးပြီဆို submit ကိုနေလိုက်ပါဒါဆိုရင်ချုပ်ပြီးတော့ပါပြီဒါလေးကို screenshot ရိုက်မှတင်ထားလိုက်နော်ဒါလေးကိုဒီဟာလေးကအရေးကြီးပါတယ်ဖုန်းနံပါတ်လေးတကယ်လို့လက်မရေးရပါတွေ့ရင်ဒါကိုပြလို့ရတယ်လို့ပြောကြပါတယ်
တကယ်လို့ကိုယ့်ဘာလို့ကိုယ်မလျှောက်ရဲဘူးမလျှောက်တတ်ဘူးဆိုရင်ကျွန်တော်စီမှာ service လာလို့ရပါတယ်နော်ကျေးဇူးတင်ပါတယ်